Chill တမိုင်းမတွေ့ပေမဲ့တမိုင်းဝင်နေတဲ့စကားများငါမျက်စိနှလုံးတွင်ညောင်စုဝင်ခဲ့သည်မှာတစ်ဖက်ကထွက်သွားပြီးကျန်တစ်ဖက်ကမထွက်သေးရစားကျွဲဘရင်လာမှုဘရင်အနေဆာရောက်သည့်အခါထင်းနှန်းဆက်ခံခွင့်ရတဲ့အစင်လာရာဇဝန်သားတရက်ရှိခဲ့ပေမဲ့ဟန်တာဝရီထင်းနှန်းကိုရာဇကျွဲဆက်ခံခဲ့ပုံကတော့အပြောလွယ်လောက်အလုံးမလွယ်ခဲ့ဘူးလို့ဆိုနိုင်ပါတယ်တက်ဂရိတ်945ခုနှစ်ရဲ့နေုံလထဲမှာပညာနွယ်ရာဇကျွဲဟာဟန်တာဝရီနေပြည်တော်ပဲခူးကနေတကုံကိုထွက်ခဲ့ပါတယ်အဲ့ဒီနှစ်တဘိုးရွယ်လာတယ်မှာပဲပဲခူးကိုသူပြန်ဝင်ပြီးရာဇကျွေးပွဲကံဘရင်ဖြစ်ခဲ့ပါတယ်ဒီ9လခန့်အတွင်းပညာနွယ်ကိုဝန်ရံဖြစ်ပေါ်ခဲ့တဲ့အကြောင်းအရာတွေအများကြီးပါပဲဒီကာလအတွင်းပညာနွယ်ဟာတစ္ဆာရှိလူယုံတွေအများကြီးစုဆောင်ရပါတယ်အတွင်းရန်အပြင်ရန်တွေကိုနှိမ်နှင်းရပါတယ်နောက်တော့ဒလစာမညီကံကောင်နဲ့မဟာမိတ်ပြုရပါတယ်ဘောတန်ကေးခေါ်မတန်ကေးလူယုံအတော်ကုံအထိန်တော်မွေအဲလော်ဘောမွန်မာမတ်ရွာသား9ယောက်စားတဲ့သူတွေဟာပညာနွယ်ရဲ့ထင်းနှန်းရယူရဲ့ကြံစီလှုပ်ရှားမှုတွေမှာပါဝင်တဲ့တစ္ဆာခံတွေဖြစ်ပါတယ်အမတ်ကြီးတမိန်စိတ်ပြေတို့ကတော့ပဲခူးကနေပြီးဆက်သွယ်စီမံပေးသူတွေပါပညာနွယ်ရဲ့ဒီရေးတော်ကြီးကိုအစဉ်တစိုက်အနီးကကြံပေးခါပေးနေသူကတော့မင်းကန်စီပါပဲပဲခူးမှာရှိနေတဲ့တမိန်မရူအကြီးတော်မဟာဒေဝီတို့ကလည်းပညာနွယ်ခြေလှမ်းတွေကိုအမြဲမပြတ်စောင့်ကြည့်ရင်အခွင့်သာတာနဲ့ပညာနွယ်ကိုအပြတ်ရှင်းမှုအားထုတ်နေကြတာသူ့ဘက်ကိုယ့်ဘက်သူနိုင်ကိုနိုင်အပြိုင်ကျဲနေလိုက်ကြပုံများလှိုးဝက်တဲ့ဖို့ဇလန်းကောင်းတို့ပါပဲဒီလိုနဲ့ဟန်တာဝရီထင်းနှန်းအရေးရှုပ်ထွေးနေချိန်မှာပဲဘရင်စင်ဖြူရှင်ပညာဦးအနေဆာရောက်ပါတယ်အလောင်းကိုနန်းတော်ထဲပြင်ဆင်ထားပြီးနေညမပြတ်တာဝန်ယူစောင့်ရှောက်ရသူဟာတန်လျင်မျိုးစာအမတ်တိမ်မှာခမဲတော့မရှိတော့ပြီလဲကြာရောပညာနွယ်ဟာအလုံးရင်းနဲ့ပဲခူးကနေပဲတကုံကနေပဲခူးကိုခြီလာပါတယ်မူးမတ်တင်နာပရိတွေကိုမျိုးစီပြစီတိုက်ကြကိုနေရာကကိုအသင့်ပြင်စောင့်ကြလို့တမင်မရူပညာနွယ်ရဲ့ရန်သူတော်ကြီးမဟာဒေဝီနဲ့စိတ်ဝန်းညီနေသူကအမိန်ထုတ်ပေမဲ့ဟန်တာဝရီသားများဟာပညာနွယ်ကိုထွက်ကြုံနှင်းကြပါပြီပညာနွယ်ဘက်ရင်းခဲ့ကြပြီဒီတော့တမိန်မရူလဲစင်ဆယ်စီကျွန်းယုံ900နဲ့မုဒ္ဓမဘက်ထွက်ပြေးပါတယ်ပညာနွယ်လည်းအစီရင်ကြီးစွာနဲ့ခြီလာပြီးအောင်မြင်နှင်းဖို့စေဒီစုတဲပြီးမန်နဲ့ကြီးတစ်ခုစောက်စေပါတယ်မြို့နန်းနဲ့မဝင်သေးပဲအဲ့ဒီစစ်ဝတ်နဲ့ပဲစင်စည်းခြီလာမန်နဲ့လည်းဝင်ပြီးမှရန်အောင်မြင်ဖျားကိုထွက်ရှိခိုးပါတယ်ဖျားဖူးပြီးအစင်းမှာပဲထွက်ပြေးသွားသူတမိန်မရူကိုမိခဲ့ပြီလို့သတင်းရပါတယ်မရူကိုမန်နဲ့ကြီးနာမှာစင်ကပ်မှာတာလို့အမိန့်ပေးခဲ့ပြီးပညာနွယ်ဟာပဲခူးမြို့တွင်ကိုမော်တရုတ်တကားကဝင်ခဲ့ပါတယ်မော်တရုတ်တကားမှာတာဝန်ကျနေသူကအမတ်တိန်ပညာနွယ်ကြွတော်မူလာတယ်လဲဆိုရောအမတ်တိန်ဟာဥခိုက်ပြီးမြို့တကားပိတ်ထားတာကိုဖွင့်ပေးပါတယ်ဒါပေမဲ့2ရွက်လုံးမဟုတ်ဘူး1ရွက်သေးတာဖွင့်ပေးတာပါဒီလိုဖွင့်ပေးပြီးမှအမတ်တိန်ဟာပညာနွယ်ရဲ့စင်တော်ရှေ့ကနေရှောက်ရင်အတွင်းကိုခေါ်လာပါတယ်ကနားကြီးစီရောက်တော့အသင့်ကော်စိုးခင်းထားတဲ့ပလင်ပေါ်တက်ထိုင်ပြီးခဏကြာထိစိတ်ငြိမ်အောင်စောင့်တည်ပါတဲ့ပြီးမှတလမေတော့သူ့ကျင်ရန်ကိုခေါ်ခိုင်းပါတယ်။ဗညားနွဲ့တကုံစုံတော့တလမေတော့လိုက်ပါခွင့်မရခဲ့ပဲခူးမှာပဲနေခဲ့တလမေတော့ကဝမ်းနဲ့စိတ်နာပြီးမလိုက်မလာဘူး။တာဘောလောကျန်းတော့ကိုပဲဗညားနွဲ့ဟာရင်ခွင်မှာထားရတယ်။ဒီအချိန်မှာထွက်ပြေးရကဖမ်းမိလာခဲ့တဲ့ရန်သူတော်ကြီးတမိန်မလို့ကိုသူ့မိတ်တိုင်းမန်းနဲ့ကနားကြီးရဲ့စင်ကက်အောက်မှာချီနှောင်ထားပြီးဖြစ်ပါတယ်။မရူကိုလည်းမြင်ရောဗညားနွယ်ဟာငါမျက်စိထဲညောင်စုနေစေမျက်စိထဲပဲရှိနေစေပါလို့မိန့်ပါတယ်ဒီစကားရဲ့အဓိပ္ပာယ်ကိုမပိုင်ဆရာနဲ့မင်းကန်စီတို့သဘောပေါက်ပါတယ်မျက်စိထဲအမိုက်ညောင်ဝင်ရင်ထွက်ပြေးရတာကအဓိပ္ပာယ်ကတမင်မရူကိုရှင်းတော့မယ်ဆိုတဲ့အဓိပ္ပာယ်မင်းကန်စီတို့ကအရှင်ရွှေနန်းတက်ပါအောင်လို့တောင်းပန်ပေမဲ့မရပါဘူးစိတ်ကြီးတဲ့ဗညားနွယ်ကတမင်မရူကိုပါခွက်လက်ခုချက်ချင်းအဲ့လို့တတ်စီအမိန်ချလိုက်ပါတယ်ပြီးမှရှေ့မင်းတို့အစင်လာတိုင်းဗိတ်သိက်ခံရေဖြန်းခံရွှေအိမ်နန်းတက်ပြီးခမဲတော်အလောင်းကိုဝတ်ပြုပါတယ်ပြီးတော့မှနန်းတက်ပွဲတပင်ကြီးခံယူပါတယ်ရှိသမျှမူမတ်ဘူပါတင်နာပတိကျော်ဟူသမျှဦးတိုက်ခစားကြပါတယ်ရာဇရွဲပွဲခံပါတယ်
အချိန်တန်လို့ညီလာခံကျင်းပတော့မူမတ်စုံညီခစားကြရမှာအမတ်ထိန်ပါလာတာကိုရာဇသရမြင်တဲ့အခါငါမျက်စိနှလုံးတွင်ညောင်စုဝင်ခဲ့သည်မှတစ်ဖက်ကသာထွက်သွားပြီးကျန်တစ်ဖက်ကမထွက်သေးလို့မိတ်လိုက်တာပါပဲအလေးပဲကတော့တမင်မလူတော့ရှင်းသွားပြီပေါ့ကျန်တစ်ဖက်ကညောင်ဆိုတာအမတ်ထိန်ဘယ်သူမှတတုံးမှမလုပ်ရကြဘူးဒီအချိန်မှာရေရဲဝုန်းဝန်းတင်လိုက်သူကတော့ကာယကံရှင်မတ်ထိန်ကိုယ်တိုင်ပဲဖြစ်ပါတယ်အရှင်မင်းသူဟာကျွန်တော်ကိုဆိုလိုခြင်းဖြစ်ကြောင်းသိပါတယ်အပြစ်ကနှစ်ခုဖြစ်ပါလိမ့်မယ်တစ်ခုကအရှင်တကုံမှာရှိစဉ်တခြားသူတွေစာနဲ့ဆက်သွဲလူချင်းဆက်သွဲတရင်တွေပို့လုံနေကြချိန်မှာကျွန်တော်ကဘာမှဆက်သွဲမှုမပြုဒါကတစ်ချက်နောက်တစ်ချက်ဟာအရှင်စင်စီးပြီးဘိုးမျိုးတွင်ဝင်တဲ့အခါမော်တရုတ်တကာတရွက်ထဲပဲဖွင့်ပေးခဲ့ခြင်းတစ်ချက်ဒါကြောင့်မျက်စိတစ်ဖက်ကညောင်းမထွက်သေးလို့မိန်တော်မူတာဖြစ်ကြောင်းကျွန်တော်သိပါတယ်လို့တင်လိုက်ပါတယ်ပင်ကိုကလည်းစိတ်ကြီးသူဘုံစွမ်းပြည့်သူဘိသိက်လည်းခံယူပေးကစားအားလုံးကလည်းပြဝန်းနေကြတဲ့ရာဇဒရိတ်လိုမင်းတစ်ပါးကိုဒီလိုရှောက်တင်လိုက်တာဟာအမတ်ထရဲ့တက်တည်ပါပဲဒီအခါရာဇဒရိတ်ကလည်းနှင်းပြက်နေသိတယ်ငါမျိုးတွင်ဝင်တော့ကဘူချေအင်အားများလို့သာနင်းတကားတစ်ချက်ဖွင့်ပေးတယ်ငါမှအင်အားနေခဲ့ရင်တစ်ချက်မှနင်းဖွင့်မှာမဟုတ်ဘူးနှင်းပြက်နဲ့မလို့ပြက်တူတဲ့ဒါပေမဲ့အမတ်ထင်ပြန်လျှောက်တင်ပါတယ်အပြင်းတစ်ခုဟာတိုက်ရင်လည်းသေးရပါမယ်ထားရင်လည်းရှင်းရပါမယ်စင်စစ်တော့ကျွန်တော်ဟာနှဲရွာဆန်ခမဲတော်ကြီးရဲ့သက်စာကံမှာစင်ဖြူရှင်သက်စာကံမှာစင်ဖြူရှင်ရန်သူမှန်ရင်ဘသူ့ကိုမဆိုအသက်ပေးလိုက်ပါမယ်လို့သက်စာဆိုတာတို့ပါအရှင်တကုံကနေခြားနားစင်မှာပဲစင်ဖြူရှင်မိမရပဲကျွန်တော်စမဆက်သွဲနိုင်ပါအရှင်ဘိုးမျိုးတွင်ဝင်တော့ကလည်းသခင်စင်ဖြူရှင်ဗညာဦးသာရှိနေရင်ဗညာဦးကကွယ်လွန်ခဲ့ပြီးအရှင်ကိုဝင်ဝဲမပြုတ်ပဲအသက်ပေးတိုက်မှာပါစင်ဖြူရှင်ရဲ့ရုပ်အလောင်းကိုသာစောင်းရှောက်တဲ့အနေနဲ့တကားတစ်ချက်တည်းဖွင့်ပေးတာပါအခုအရှင်မင်းဖြစ်ပါပြီအရှင်သက်စာကျွန်တော်ခံခဲ့ပါပြီဒီအချိန်မှာတယောက်ကအရှင်ကိုပုံစားခဲ့ရင်အဲ့ဒီရန်သူကိုကျွန်တော်ကဆက်သွယ်ရမှာတဲ့လားကျွန်တော်ဘယ်တော့မှမလုပ်ပါထီးဖြူဆောင်မင်းကိုသာသက်စာခံခစားပါမယ်ထီးဖြူမဆောင်သောသဘုံမင်းကိုဘယ်တော့မှမခစားပါကွက်မြတ်ရင်တော့တေးရပါမယ်အမတ်ထိန်လို့မကျင်းကြနဲ့ပုံကန်ချာနာသောမင်းကိုမဆတ်မကတ်နေလို့အမတ်ထိန်တေးရတယ်လို့စကားတွေ့မှလိမ့်မယ်ကျွန်တော်ကိုတက်ရင်နောင်သားစဉ်မြေဆက်အမတ်ထိန်ရဲ့ဥပမာထင်ရှားသွားပါတော့မယ်ဒါဟာအမတ်ထိန်ရဲ့စကားပါရာဇဒရတိတ်ဆိတ်သွားပါတယ်မပိုင်ဆရာနဲ့မင်းကန်စီတို့ကအမတ်ထိန်စကားစင်စစ်အကြောင်းမှန်လာပါတယ်ရှင့်ကြိုးသာမကနောင်အနာဂတ်ရာဇဝင်အတွက်ပါကြိုးတက်ရောက်စေမယ့်စကားဖြစ်ပေသည်လို့ရှောက်ကြပါတယ်ရာဇဒရကအတော်ကြီးကြာသုံးသက်ဆင်ခြင်ပြီးမှအမတ်ထိန်ကိုမနီရော့ဘွဲ့ချီးမြှင့်လိုက်ပါတယ်တန်လျင်ကိုဆက်စားမြဲစားစိတ်ခွင့်ပြုပါတယ်ကျွံရင်ရောက်ရင်ဘတ်တော်သားတွေဘသူမှဘွဲမရခဲ့အမတ်ထိန်ဟာအဦးဆုံးရခဲ့ခြင်းဖြစ်ပါတယ်အဦးဆုံးရခဲ့ခြင်းပါတဲ့အမတ်ထိန်တို့ခေတ်လွန်ခဲ့တဲ့အနှစ်600ခန့်ကအမတ်ထိန်စကားလည်းမှတ်သားစရာပါပဲ